ဆုံးဖော်တော့မင်္ဂလာပါကျွန်တော်ဒီညကျွန်တော်ရဲ့စိတ်ကူးလေးကအိမ်လေးအကြောင်းဆိုပြမယ်နော်လာပါတဲ့တောင်တန်းကြီးတွေနဲ့စိတ်လန်းတော့တွေ့ရဲ့အဲ့ကလေးတစ်လုံးရှိတယ်ပန်းများလေးဖူးပွင့်နေခဲ့စမ်းကြောင်းလေးလေးချီလေးအေးများတယ်တွေထွေးခြင်းတွေနဲ့အနိုင်မမြင်တာနဲ့တို့ညောင်ရဲ့အိမ်လေးအရာအလုံးပြေဆုံးခဲ့မင်းအနာရှိနေတဲ့ရေပေါ်ခြင်းများစွာနဲ့ဒီဆောက်ထားမယ်တို့တရားကလေးတွေးခြင်းတွေနဲ့အနိုင်မမြင်တာနဲ့ငါတို့နှစ်ယောက်ရဲ့အလေးအရာအလုံးပြည့်စုံခဲ့မင်းအနာရှိနေတဲ့ဘုံချင်းများစွာနဲ့ဒီဆောက်ထားမယ်တို့နှစ်ယောက်ကလေး